lucky mania ထွက်တဲ့ချင်းဒါလည်း3000ဟာဒါ4000နဲ့ဟုတ်လား4000နဲ့ထင်တယ်4000နဲ့လား3000နဲ့လားနှစ်ခုရဲ့တစ်ခုပဲဒီမှာပါအဲ့တော့ဖောက်ကြမယ် lucky mania ကတော့များတော့ပြင်ပေါက်တာများတယ်ဆိုတော့ပေါ့နော်ဒါကတော့ဗလားဒါတော့ပတ်စံအိုး900ဒါလည်းပတ်စံမယ်100ဒါကတော့တခြားလုံးဒါလည်းပတ်စံ200ဒီလိုပြမှာနောက်တစ်ခုကလည်းပတ်စံမှာပဲဗျ200အဲ့ဒါလည်းပတ်စံမယ်100ဒါကလည်းပတ်စံမယ်ပတ်စံနေပဲပေါက်လိုက်လား200ဒါတော့ဘလာနောက်ဆုံးတစ်ခုပဲကြံမှာတော့တယ်ဒါကတော့ချွတ်ချင်းအဲ့တော့ဘယ်လောက်ပြန်ရလဲဆိုတော့900 900 1000 1300ပြန်ရတယ်ဆိုတော့တဝက်လောက်တော့ပြန်ရတယ်ပြီးတော့ချင်းလေးရောပါတယ်ပေါ့နော်ဒါကတော့4000လား3000လားမသိအဲ့တော့တဝက်နီးပါးလောက်တော့ပြန်ရပါတယ်ကဲအဲ့ဆိုတော့နောက်တော့ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်ပြီးဆုံးတွေ့မယ်